ကောင်းကင်ယံကနေရောက်ရှိလာတဲ့တေမင်းတမန်ထိပြီးပြန်တန်းနေတဲ့ငှက်တကောင်ရဲ့လေးပင်ကိုတောင်ပြတ်ထွက်သွားစေနိုင်တဲ့အကောင်လေးတစ်ကောင်အကြောင်းတင်ပြပေးလိုက်ပါတယ်။တကယ်တော့သူကတော့ကမ္ဘာအမြန်ဆုံးပြန်တန်းနိုင်တဲ့ Peregrine သိန်းငှက်ပါပဲ။သူဟာအမဲလိုက်ဖို့အတွက်ထူးခြားတဲ့နည်းစနစ်တစ်ခုကိုအသုံးပြုပါတယ်။ပထမဦးဆုံးကောင်းကင်အမြင့်ကြီးစီကိုပြန်တက်သွားပြီးသူ့ရဲ့သားကောင်စီကိုဒုံးပြန်တစ်စင်းလိုမျိုးထိုးဆိုင်ဆင်းလိုက်တာပဲဖြစ်ပါတယ်။ထိုးဆိုင်ဆင်းနေတဲ့အချိန်မှာသူ့ရဲ့အရှိန်ဟာတနာရီကို390ကီလိုမီတာအထိရှိပါတယ်။မြန်ဆန်လာတဲ့အရှိန်အဟုန်နဲ့သားကောင်ကိုတိုက်ခိုက်ပြီးသူ့ရဲ့နေ့လယ်စာအဖြစ်ဖန်တီးလိုက်တာပါ။ဒုံးပြန်တစ်စင်းလိုမျိုးတိုက်ခိုက်တဲ့ဒီနည်းစနစ်ဟာအလွန်ပဲအန္တရာယ်များလာပါတယ်။ဘလောက်တောင်မြန်တယ်လဲဆိုရင်တိုက်ခိုက်ခံရတဲ့သားကောင်ဟာသူတိုက်ခိုက်ခံနေရပြီဆိုတာကိုပဲသိလိုက်ရပြီးဘယ်အရက်မျက်နာကနေရောက်လာတယ်လဲဆိုတာကိုတော့လုံးဝသိရှိနိုင်မှာမဟုတ်တော့ပါဘူးခင်ဗျာ။နောက်ထပ်တင်တဲ့ဗီဒီယိုတွေလည်းသိရအောင် like and follow လေးလုပ်ခဲ့ကြပါအောင်နော်။